archives မီပါအခုဆိုရင်ကျွန်တော်ကိုရီးယားမှာနေလာတာ3နှစ်ရှိပါပြီပေါ့နော်ဒီ3နှစ်အတွင်းမှာကိုရီးယားနိုင်ငံမှာကျွန်တော်ကြိုက်တဲ့အရာလေးတွေကျွန်တော်ပြောပြပါမယ်ကျွန်တော်အကြိုက်ဆုံးအချက်ထဲမှာပထမဆုံးအချက်ကတော့လူကူးမြင့်ကြပါတော့လူကူးမြင့်ကြဆိုရင်ကိုရီးယားမှာဒီကျွန်တော်တို့မတ်တရက်နေတဲ့အောက်မှာပေါ့နော်လုံးဝကျွန်တော်ဒီကတ်တရာဘေးနားမှာဆိုရင်မီနီဝိုင်းဆိုအနီအောင်ပြပြီးတော့မီစိမ်းဝိုင်းဆိုအစိမ်းအောင်ပြအဲ့တော့ကျွန်တော်တို့လိုမျိုးဖုန်းကိုကြည့်ပြီးကားမီးနေတယ်တော့ရက်ဆောင်တဲ့လူတွေအတွက်ဆိုရင်အရန်အဆင်ပြေပါတော့အရင်အောက်ကြည့်နေနေစိမ်းဝိုင်းဆိုတမ်းပြီးကူးဝိုင်းအောင်ပဲပေါ့နော်အဲ့ချက်ကတော်တော်များများနိုင်ငံတွေမှာကျွန်တော်မတွေ့ရဘူးအမိုက်ဖြစ်တာသူတို့ဒီကိုရီးယားမှာအမိုက်ဖြစ်တဲ့ system ကတော်တော်လေးကိုကျွန်တော်ကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့လိုပြရတဲ့လူကတော့ခေါင်းရှုပ်တယ်ပေါ့နော်။ဒီတက် plastic ဆို plastic တက်ခွဲပြီးွားရင်တန်ဆိုတန်ဘူးပေါ့နော်ကျွန်တော်တို့မှာ coffee ဘူးတွေပါကန် Coca-Cola တောက်တဲ့ဘူးတွေဆိုတက်ဆိုခွဲပြီးွားအမိုက်ဆိုရင်လည်းအမိုက်ကိုပြစ်ကအမိုက်ဆိုလည်းအမိုက်8ကိုပေါ့နော်အမိုက်8တွေကိုတက်အမိုက်8ဆိုတက်ရှိရအောင်နော်8ထဲကိုတက်ကိုပြစ်ကအဲ့လိုမျိုးဆိုတော့ဒီ ecosystem အတွက်ကိုတော်တော်လေးကောင်းတယ်။လုံးဝကိုရီးယားမှာအိမ်တော့မရှိတာပေါ့အိမ်တော့မရှိဆိုအိမ်တော့ခက်တာတော့မဟုတ်ဘူးအားလုံးကဒီကျွန်တော်တို့ဒီ lock system ပေါ့နော်ကျွန်တော် pattern အနေနဲ့ password အနေနဲ့ပေါ့နော်အဲ့တော့ဘာတစ်ခုကောင်းလဲဆိုရုပ်တရက်ကိုကတစ်ခုစုံဖြစ်လို့ထွက်သွားရင်လေအသိတော့ကြံခဲ့တာမဖြစ်ခဲ့ဘူးသိရမလားပြီးတော့ပြောက်သွားလည်းမဖြစ်ဘူးပြအိမ်ကိုအမြဲတမ်းဝင်လာယူဒီ password ရိုက်နှိပ်လိုက်ရင်ရိုက်နှိပ်ပြီးဝင်ရုံပဲပေါ့နော်ဟိုကိုရီးယားမှာကလူတော်တော်များများပေါ့နော်100မှာ69%လောက်ကငွေသားမသုံးပါဘူးဒီအားလုံးကတ်တွေပဲတုံးတော့ကျွန်တော်တို့ဒီရိုးကုံဆိုင်သွားမယ်ဥပမာအသေးဖွဲလေးဝယ်မယ်မြတ်သဘောပြောရမယ်ဆို PK လေးဝယ်နေအောင်မှလုံးဝဒီကိုရီးယားနိုင်ငံမှာကဒီကတ်ကိုပဲတုံးပြီးတော့ဝယ်ကြတယ်ပေါ့နော်နိုင်ငံခြားသားဆိုကျွန်တော်တို့ဒါနေပြီးတော့အနေကြတဲ့လူတွေဆိုလဲငွေသားသုံးတာနေတယ်ပေါ့နော်ကတ်သုံးများကြတယ်ပေါ့နော်ကိုရီးယားမှာကခွေးမွေးတဲ့လူတော်တော်များကြတယ်ပေါ့နော်အဲ့တော့ခွေးမွေးတဲ့လူကြရင်ခွေးချောင်းနေပေါ့နော်ခွေးချောင်းတဲ့ချိန်ကြရင်သူတို့ရဲ့delay ကဘယ်လိုလဲဆိုတော့ခွေးမစင်စွန်းတဲ့ချိန်ကြရင်မစင်ကိုဂျောင်းထဲမှာစွန့်ပြီးတော့ဂျောင်းထဲမှာဆိုထားခဲ့တာမဟုတ်ဘူးเนาะလုံးဝဂျောင်းထဲမှာပဲစွန့်ဗမာပဲစွန့်ပေါ့เนาะတေချာ plastic အိတ်နဲ့ယူပြီးတော့တေချာထုတ်ပြီးွားရင်တေချာစွန့်ပစ်ပေးရပေါ့เนาะဟို convenience ဆိုတွေမှာပေါ့เนาะကြက်ဥပြုတ်ကျွန်တော်ကအများအလုပ်ကအများရှုပ်နေတော့ပြီးရင်ကြက်ဥပြုတ်တာလဲကြက်ဥပြုတ်လဲရမ်းကြိုက်တော့အဲ့တော့ကျွန်တော်တို့ကအရန်အဆင်ပြေ convenience တို့ဝင်လိုက်တာနဲ့မိုးလင်းရင်ကျွန်တော်နွားနှုတ်နဲ့ကြက်ဥပြုတ်ကိုစားရုံပေါ့နော်ကြက်ဥပြုတ်မှလည်း2မျိုးရှိတယ်သူကလုံးဝစားငံနဲ့ပြုတ်ထားတဲ့ကြက်ဥရှိပြီးတော့မကြက်တစ်ချက်ပေါ့အနှစ်ကိုမကြက်ကျွန်တော်တို့ Japanese ramen တွေမှာသုံးတယ်လို့ဟာမျိုးပေါ့နော်ကျွန်တော်ကြိုက်တာကတော့အကြက်ဟာကိုကြိုက်တာပေါ့နော်ဘတ်စကားပေါ်မှာပဲကြည့်ကျွန်တော်မြောက်ရထားပေါ်မှာကြည့်ပြီးတော့ဒီကိုဝင်တွေအတွက်ကိုနေရာတီးတဲ့ပန်းရောင်ခုံအရောင်လေးနဲ့ပြီးရတယ်ပေါ့နော်ခြားနိုင်ငံတွေမှာကျွန်တော်ကြည့်ရတော့ဗတ်ကြီးတဲ့ဆိုလည်းမသိကြအောင်ဆောင်းပြီးထိုင်နေတာတို့မမြင်ကြအောင်ဆောင်းပြီးထိုင်နေတာရှိရတဲ့အတွက်ကြောင့်မလို့ဒီလိုဗိုက်ကြီးတဲ့နေအောင်တီးတန့်လုပ်ပေးတာပြီးတော့အယောင်အောင်ပန်းရောင်လေးခွဲရတယ်ဆိုတော့အဲ့ idea တော်တော်လေးကောင်းပါတယ်အဲ့တော့ကျွန်တော်အခုပြောတဲ့အားလုံးကဒါကျွန်တော်ရဲ့ personally 3နှစ်အတွင်းမှာကျွန်တော်ကြိုက်ခဲ့တဲ့အရာကြီးပြောရတာပါအားလုံး knowledge ရမယ်လို့လည်းထင်ပါတယ်